မင်္ဂလာပါရှင်ကျွန်တော်တို့နေ့စဉ်ဘဝမှာဟင်းချက်ရင်မဲ့ဖြစ်ဖြစ်လုပ်ငန်းဝင်မှာလည်းဖြစ်ဖြစ်မတော်တဆဘူးလောင်နာမျိုးတွေကြုံမှုကြမှာပါအပူလောင်တဲ့အခါလုံမိတဲ့အမှားမျိုးတွေကြောင့်ပိုဆိုးသွားတာမျိုးမဖြစ်ရအောင်နိုင်ငံနဲ့ရှေးဥဒနာပြုစုနည်းတွေကိုမျှဝေပေးသွားပါမယ်ရှင်အပူလောင်တဲ့မျိုးစားတွေကမိတောင်မီးရှန်ကြမှာလောင်တာဒီလေးပူလောင်တာမီးဘူးလုပ်ငန်းဝင်လုံးပစ္စည်းတွေနဲ့ထိမှာတာအင်းကြီးကိုမိလောင်တဲ့အခါမှာပထမဆုံးအနေနဲ့ရက်လိုက်မယ်လှည့်ပြီးတော့နှိမ့်ချလိုက်ရပါမယ်အပူလောင်တဲ့ဒဏ်ရာကိုပုံမှန်ဆင်းရတဲ့ရေအေးကိုရနီဝါတာအောက်မှာအနည်းဆုံးမိနစ်20အထိထားပြရပါမယ်အပူလောင်ပြီး3နာရီအတွင်းလောင်ပြရပါမယ်အပူလောင်တဲ့နေရာကရှောင်ကိုင်းလာနိုင်တာကြောင့်အဲ့ဒီနားမှာရှိတဲ့လက်စို့နာရီဒါမှမဟုတ်ကျက်နေတဲ့ဝစားတွေကိုမြင်အောင်ရင်အငြင်းဆုံးအတားအရာချွတ်ထားရပါမယ်ပူလောင်တဲ့နေရာမှာရေကြည်ပူလေးတွေထလာတတ်ပါတယ်။ဒါဟာတဘာဝအတိုင်းကာကွယ်ပေးတာဖြစ်လို့ဖောက်ပြတာမျိုးမလုပ်ရပါဘူး။တကယ်၍သူ့လိုလွယ်ရောက်ပေါက်သွားရင်တော့ခြေစင်းဆေးပြီးဆေးဝါးရေးပကြတဲ့လင်းပေးတာဥသက်ထားရတဲ့ပတိစာလေးအုပ်ပေးထားတာမျိုးလုပ်ပေးရပါမယ်။ကျွန်တော်တို့ပူလောင်ခံရတဲ့အခါမှာဆိုရင်ပြင်းထန်မှုကဘယ်ပေါ်မှာမူတည်လဲဆိုရင်နံပါတ်1အနေနဲ့ temperature ပေါ်မှာမူတည်ပါတယ်။ကျွန်တော်တွေ့ခုတဲ့လုပ်ငန်းပြင်တုံးပြည့်ကန်းနေရဆိုလို့ရှိရင်temperature က150ကနေပြီးတော့မှ300ဒီမျိုးစနီဖိတ်ရှိတဲ့အမျိုးမျိုးလည်းရှိပါတယ်အမျိုးအစားအများကြီးလည်းရှိပါတယ်နံပါတ်2အနေနဲ့ကကြတော့သူ့ရဲ့ထိမိတဲ့အချိန်ပေါ်မှာလည်းမူတည်တယ်ကျမဆိုလို့ရှိရင်စိုက်ကဲစင်းတင်တဲ့ခါကြတော့လဲသွားတဲ့အချိန်မှာအေဇောပူလောင်လာပေါ့နော်အဲ့ဒီခါမှာဓာထုပေးတဲ့ဒုတိယဓာထုပေးတာနဲ့ဂျီကိုပေါ့နော်လောင်းပြေးစားလောင်းမယ်လို့ပေါ့နော်သူ့ရဲ့ကြာခြင်းကထိခြင်းကကြာသွားတဲ့အတွက်ကြောင့်မလို့နောက်နေ့ကျတော့အယူကြည့်မှုတွေထားတယ်အရေးတွေဆိုရွှဲနေတယ်ရေးတွေထွက်ဆိုရွှဲပြီးတော့မှအနာဖြစ်တယ်ပေါ့နော်သူ့ရဲ့ထိမိတဲ့အချိန်မှာလည်းမူတည်ပါတယ်နံပါတ်3ချက်နဲ့အခါကျတော့ပေါ့နော်ဘယ်နာလေးကိုလောင်ခံရလဲပေါ့နော်လက်ရဲ့အတွင်းပိုင်းနေဒီပေါ့နော်မြုပ်ကိုစားတွေပေါ့နော်ရေပြားပါတဲ့နေရာတွေမှာထိလို့ရှင်လည်းဒဏ်ရာကပြင်းထန်နိုင်ပါတယ်နံပါတ်ဒီအနေနဲ့ကကြတော့ခုနလိုမျိုးပေါ့နော်ဖက်စီကောင်းကောင်းလောက်လုတ်ခက်ရပုံမှာလုတ်ခက်ရလားပေါ့နော်အဲ့ဒီပုံမှာလည်းမူတည်ပါတယ်ဒီမှာဖက်စီလုံးလောက်မလုတ်ခက်ရဘူးဆိုလို့ရှိရင်ကျွန်တော်တို့က3နာရီအတွင်းပေါ့နော်3နာရီအတွင်းနန်ဒီဝါတာအောက်မှာမိနစ်20အနည်းဆုံးမိနစ်20ရေတောင်းပေးရပါမယ်ပေါ့နော်အဲ့လိုလုပ်တဲ့အခါမှာဆိုအဲ့လိုရေတောင်းတဲ့အခါမှာဆိုရင်ဒီတ िश ူးတွေကိုမြဲမြဲအပူချိန်ကြီးချော့ချပြီးလို့ရှိရင်အေးစေပြီးတော့မှသူ့ရဲ့ထန်ရမှုကိုထန်ရမှုပမာဏကိုချော့ချပေးနိုင်ပါတယ်နောင်နာကအပေါ်ရံမဲဆိုလို့ရှိရင်သူ့ရဲ့တမင်လက္ခဏာက6နေမယ်ရဲနေမယ်ရည်ကြည်ဖို့ထမနေတာမရှိဘူးပြီးတဲ့ခါကျလို့ရှိရင်ဖျက်လို့ရှိရင်ဖြူနေမယ်နာလာရှိမယ်3ရက်ကနေ6ရက်တွင်းဆိုလို့ရှိရင်အနာကျက်ပြီးလို့ရှိရင်အမာရွတ်တွေကြံနေဦးဒါဆိုလို့ရှိရင်ဒါအပေါ်ရံအလွှာဖြစ်တာပေါ့နော်ကျွန်တော်တို့ရေပြားရဲ့အပေါ်ဆုံးအလွှာရဲ့အောက်နည်းနည်းတီးဖြစ်တယ်ဆိုလို့ရှိရင်သူ့ရဲ့တမင်လက္ခဏာကရည်ကြည်ဖို့လေးပေါက်နေမယ်စိုးနေမယ်ရဲနေမယ်အရေကတရွှဲရွှဲဖြစ်နေတယ်ဒီခါကျလို့ရှိရင်သူကနေတို့လေတို့ထိတဲ့ခါမှာဆိုရင်နာမယ်14ရက်တွဲမှာဆိုရင်တော့နာကျက်နိုင်ပါတယ်နောက်တစ်ဆင့်ဒီတဲ့ပို့ဆိုးတဲ့ပြင်လက္ခဏာကြတော့အရေးကြီးမှုတွေပေါက်ပြဲနေမယ်ဆိုးနေမယ်ဖျောင်းလိုမျိုးဖြိုနေတာကိုတွေ့ရမယ်တခါတလေဆိုရင်တော့မျိုးအနီရောင်အဖုပိန်နေဖြစ်ခြင်းဖြစ်နေအဖြူရောင်အဖုပိန်နေတွေဖြစ်ခြင်းဖြစ်နေနိုင်တယ်သူကထန်ရငါကြတော့21ရက်ကြော်မှထန်ရကျက်နိုင်ပါတယ်တခါတလေမှာတော့ရေပြားအစားရေပြားကိုအစားထိုးရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကကြတော့တို့ထန်ရအမာရုပ်ကကြတော့ဆိုးဆိုးဝါးဝါကျန်နေခဲ့နိုင်ပါတယ်သူတို့ရေပြားရဲ့နော်ဟိုအောက်ဆုံးဒီဖြစ်ဆုံးအဆိုးဆုံးအနေထားပုံစံကြတော့ဖျောင်းလိုမျိုးဖြုံနေတာပြီးတဲ့ခါကျလို့ရှိရင်မိဖို့ရောင်မျိုးကြမ်းကြမ်းကြီးဖြစ်နေတာမိကျွန်းထားတဲ့ရောင်လိုမျိုးဖြစ်နေတာထိလိုက်လို့ရှိရင်အသားချင်းညံ့ရင်းနဲ့မာနေတာဖိလို့ရှိရင်လည်းမာနေတာအဲ့လိုမျိုးအနေထားရောက်တဲ့ခါဆိုရင်ကျွန်တော်တို့ကဒီအတူလိုတယောက်အနာကျက်တာမျိုးမရှိတော့ဘဲနဲ့ဒီပြားအစားထိုးတာတွေလုပ်ရပါတယ်ပြီးလို့ရှိရင်အမာရုပ်ကလည်းဆိုးရွားစွာကျနေနိုင်လို့ရှိရင်ပုံပြတ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီအဆင့်ပြင်းထန်မှုအခြေအနေတွေကိုကြည့်ပြီးသွားလို့ရှိရင်အချောင်းလေးကာလာတွေပြင်းထန်မှုမျိုးစားတွေကြည့်ပြီးသွားလို့ရှိရင်စင်ကိုစင်ကန်းကိုအနည်းဆုံးတွားဖို့လိုအပ်ပါတယ်
ပူလောင်တဲ့အခါလမ်းရမဲ့လုပ်ပြီးပြောပြီးတဲ့ခါမှာဆိုရင်ရှောင်ရမယ့်အချက်တွေကိုမျှဝေပေးခြင်းပါတယ်နံပါတ်1အနေနဲ့ပတ်သိစီလိန်နာခမက်စီလိန်နာငပိအောင်နာတွေမျိုးပြပါဘူးအဖြစ်လို့လဲဆိုရင်အပူကိုထိန်းထားလို့ဖြစ်ပြီးတော့ပို့ပြီးတော့မှပုံဝင်စီပဲလို့ပါအဖြစ်လို့လဲဆိုရင်ရေပြားရဲ့ဖန်ရှင်နေတဲ့မှာဆိုရင်ဒီအပြင်ဘာကယောဂပိုးတွေဝင်အောင်ခောက်ွယ်ပေးပါတယ်နံပါတ်2အနေနဲ့ဖုန်းလုံးနာတွေအေးလုံးနာတွေနဲ့မထူးထွေးမိအောင်ဈာကန်အဖြစ်နဲ့ဆောင်မြင်ပေးပါတယ်နံပါတ်3အနေနဲ့ခန္ဓာကိုယ်မှာအရေးကြီးတဲ့ရေနဲ့တထုဓာတ်တွေကိုထိန်းနေတဲ့အခါမှာလည်းကူညီပေးပါတယ်ခန္ဓာကိုယ်ရဲ့ရှိရမယ့်ဦးချိန်ကိုလည်းထိန်းနေပေးပါတယ်အားလုံးပဲဘေးရန်ရဲ့ကင်းဝေးကြပါစေရှင်နောက်ဗီဒီယိုလေးမျိုးလည်းပြန်နေဆုံးပြကြပါမယ်လက်ရ subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်